ကဲဒီဘွဲပြီးရင်ဒီ section ပေါက်ပေါက်နာမည်ဝင်ပါပြီကျွန်တော် blue bat စားပါတယ် coffee တော့စားတယ်ပြီးတော့ bat အသေးလေးစားတယ် enemy hyper အဲ့ဒီခင်းနေတာကိုကျွန်တော်မှစောင့်နေမှာဒီစီလေးတွေးရောမှဝင်ကောက်ပြီးတော့တခါတော့သူ့က enemy rebel ကိုစားမလို့ပါဒီဘက်က hyper ရောက်ချတာလိုက်မှခြုံထဲမှာစောင့်နေပါတယ်ဆိုဘာကတွန်းစီလာတော့မှပေါ်မအဲ့ဒီနဲ့ဖောက်တွေးတော့ကိုင်းနေပြီမှာအန်ဂျလာဝင်ပြီးတော့ကျွန်တော်ကဖတ်လာရင်တော့မရမကလိုက်ဖြစ်တယ်ဗျဘယ်ရမလဲကျွန်တော်လည်းကျွန်တော်မလို့ဘယ်အတိခံမလဲမကျွန်တော်ဘက်တင်းမိတ်တွေလာတော့စောင့်တယ်မဝိုင်းတီးပြီးလိုက်တာခြုံထဲမှာ vision တေချာယူမှမိတ်ကလည်းအဲ့ဒီခင်ကျွန်တော်လည်းဝိုင်းပြီးခုတ်မှာဟိုက်တန်းပြတယ်ဒီမှာဆိုရင်ဗျာကျွန်တော်ဘက်မိတ်ကအန်ဂျလာကိုပြစ်ထားပြီးတော့ဘေးကိုပြည့်ပြည့်မဲ့လူရှိတော့ဒီမှာဆိုရင်ဗျာဒီမှာဗရဲဖြစ်တယ်မှာကြော်တီးတော့မှာ vision နဲ့ထောက်လို့မှာခဏဘေးကလည်းသူ့မမီတော့မှာတခါပြက်ဘင်းရလည်းအမှာဘယ်အကွာကြီးကိုကြော်လာချတော့ကျွန်တော်လည်းတစ်ဖက်ပြန်တီးပေးတယ်မှာတွေးစက်နဲ့ဘေးကြော်ပြီးဗရဲကောက်သွားတယ်လော့ကေးပြီးတော့အမှာတာဝါပြီးတော့အမှာမီယာကိုတခါတည်းသူ့နဲ့တန်းဖြတ်ပေးလိုက်တယ်မှာပြီးမှ creation မလော့လာတယ်တခါတည်းတန်းအံ့ပေးလိုက်တယ်လော့တော့တစ်ချက်ပဲခုတ်လိုက် victory နိုင်သွားတယ်ကျွန်တော် G-Sanction ကိုပေါက်ခေါက်နံပါတ်1 or 10ဝင်အောင် try တော့မှပြပါတယ်ဒါနဲ့ surprise လုပ်ခဲ့ပြီပါဟုတ်ကဲ့ကျေးဇူးပါ